နေ့ video ထဲမှာတော့စာလုပ်တဲ့အခါမှာ free သုံးလို့ရမယ့် application တွေကိုပြပြသွားမှာဖြစ်ပါတယ်။ဒီ application တွေကိုသုံးပြီးတော့ကိုကစာလုပ်တဲ့အခါမှာ effective ဖြစ်နဲ့အချိန်နဲ့စာများများလုပ်နိုင်မယ်။ study hard မဟုတ်ဘဲနဲ့ study smart လုပ်ချင်တယ်ဆိုလို့ရှိရင်သုံးလို့ရမယ့် application တွေပဲဖြစ်ပါတယ်။ဒီပထမဆုံးကတော့ notebook LM ပေါ့နော်။ဒါကတော့ Google ထုတ်တဲ့ application တစ်ခုပါ။သူကတော့ AI သဘောပါပဲ။ဒီမှာဆိုလို့ရှိရင်ဝင်လိုက်တာနဲ့ဒီမှာကိုကြိုက်တဲ့ file တွေထည့်လို့ရမယ်။ website link တွေထည့်လို့ရမယ် YouTube video တွေထည့်လို့ရမယ်ပြီးလို့ရှိရင် test ပေါ့နော်အဲ့ထည့်လို့ရမယ်။ PDF ကိုရွေးလိုက်မယ်။ကိုကြိုက်တဲ့ဟာတစ်ခုကို select လုပ်လိုက်ပါမယ်။ကိုကြောင်းကတင်တဲ့ဟာတို့တင်တဲ့ဟာတွေကို select လုပ်လိုက်ပြီးလို့ရှိရင်ခဏလေးဆောင်ရပေါ့နော်။သူကအဲ့ဒါကိုဖတ်နေရပေါ့နော်။ဖတ်ပြီးလို့ရှိရင်ဒီမှာ chat ဆိုတဲ့နေရာကိုတွားပြီးတော့ဗာလဲလို့ခိုင်းလို့ရတယ်ဆိုကြိုက်တာမေးလို့ရတယ်။ကျန်တဲ့ထဲကမဟုတ်ဘူးနော်။ကိုတင် upload လုပ်လိုက်တဲ့ထဲကပဲသူကစာကိုဖြည့်ပြီးမှာအဲ့တော့ဟို Google တွေကလို့ရှာပြီးတော့ဖြည့်နေပဲနဲ့ဒီကိုယ့်ရဲ့တကယ်ကျောင်းကတင်တဲ့စာတင်တဲ့စာကိုဖြည့်ပြီးတာဆိုတော့ပို့ပြီးတော့လည်း level လည်းကျင့်တယ်ပို့ပြီးတော့လည်းထိရောက်တယ်ပေါ့နော်ဒီမှာဆိုရင် summarize လုပ်ပေါ့နော်ဒါ line ကောင်းတယ် line မကောင်းဖြစ်နေရပေါ့နော်နောက်ကပါလဲဆိုတော့မျိုးလို့ရတယ်ကျွန်တော်မှဒီ PDF file မှာပါတဲ့ဒီလို key point တွေပါနေလဲပေါ့နော်အဲ့လိုမျိုးစာလုပ်တာကို effective ဖြစ်နဲ့လုပ်လို့ရအောင်လို့သူ့အမြန်ဆုံးမေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒါကကျတော့ audio overview ထုတ်တာပေါ့နော်အတန်နဲ့လည်းထုတ်လို့ရတယ်အခုက video file နဲ့ပါထုတ်လို့ရနေပြီပေါ့နော်ဟိုတလောကတက်လာဆိုလို့ချင်းဒီမှာ line မကောင်းတော့ဒါလေးပဲပြလိုက်မှာပေါ့နော်ခုနလိုမျိုးဒီမှာ summarize လုပ်ပါလို့ပြောလို့ရှိရင်တော့ဒီလိုတက်လာတယ်ဒီထဲမှာဘာကြောင့်လဲပြောထားပါတယ်ဒီမှာပါတယ်ပေါ့နော်အဲ့ဒီမှာနံပါတ်လေးပါပါတယ်နံပါတ်လေးကိုတောင်းလိုက်လို့ရှိရင်အဲ့နေရာရဲ့အကျယ်ကိုတောင်းပြီးတော့ထုတ်ပြပြီးတယ်တော်မိုက်တယ်ဒီ notebook alarm ကလေဒီမှာဆိုလို့ရှိရင်သူကဘာလဲဆိုတော့စာအုပ်တွေကိုတောင်းပြီးတော့ summarize လုပ်ရတယ်ဒါဆိုလို့ရှိရင်ဒီဆိုခက်တဲ့စာအုပ်တွေကိုခဏလေးနဲ့စာအုပ်တော်လုံးကိုအရင်တော့သိနေတယ်ဆိုလို့ရှိရင်ဒီမှာတောင်းပြီး upload လုပ်လိုက်တယ်ပေါ့နော်တကယ်လို့ limit ပြည့်တယ်ဆိုလည်းဘာမှမဖြစ်ဘူးကွာ limit ပြည့်ဆိုရင်ဒါလည်းတစ်ကောင်ပြန်ပြီးသုံးနိုင်လို့ရတယ်ကွာဒါကျတော့ notebook alarm ပေါ့နော်အခုကကျတော့ Quizlet ကိုပြောမယ် Quizlet ကကျတော့သူက flash card ထုတ်တဲ့ application ဖြစ်တယ် flash card ကိုမှလေကိုယ့်ဘာကိုထုတ်စရာလည်းမလိုဘူးထုတ်ပြီးသားရင်လည်းရှိတယ်တကယ်လို့ကိုယ့်ဘာကိုမှ customize လုပ်ချင်တယ်ဆိုရင်လည်းလုပ်လို့ရတယ်ဥပမာမျိုးဆိုထုတ်ပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရိုက်ရှာလိုက်ပါvocabulary လို့ပဲရိုက်ရှာလိုက်လို့ရှိရင်ဒီမှာအကုန်ရတယ်သူများလောက်ထားတဲ့ဟာတွေပေါ့နော်interface of ပါလေ terminal နော်ဒီလိုမျိုးတွေအများကြီးပါတယ်ပေါ့နော် navigate ဆိုပါလေဒီလိုမျိုး flash card လေးလဲရရမယ်အဲ့ flash card မှာတော့ဘာလဲဆိုတော့အများကြီးရှိတယ်လမ်းလုံးမလား test လုပ်မလားပေါ့နော်ဒီမှာ match ဆိုလို့ရှိရင်လည်းကွာ game ကစားသလိုလေးအဲ့လိုလေးတွဲလို့ရတယ်ကွာဒါ flash card ကိုသူများလုပ်ပေးပြီးသားဟာပေါ့ဥပမာမျိုးဆိုရင် medical တို့ business တို့ပေါ့နော် business လေ့လာနေတဲ့သူတွေဆိုလည်းဒီလိုမျိုးတွားပြီးတော့ကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်သူများထုတ်ပေးထားတဲ့ဟာတွေပေါ့နော်နောက်ကဥပမာဘာသာစကားကိုလေ့လာနေဆိုလည်းရတယ်ကွာ Japanese ကိုရွေးလိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လက်ရတယ်ဒီမှာ test လုပ်ပြီးပေါ့နော် test လုပ်တော့ဒီလိုပြတယ်land ပေါ့နော် land ဆိုလို့ရှိရင်ဒီလိုမျိုး hard ဆိုတာပါလဲပေါ့နော်ရွေးပါဆိုပြီးကိုယ့်အကူလိုမျိုး game ကစားနေသလိုမျိုးလေးစာလုပ်လို့ရတယ်ကွာကိုကြိုက်တဲ့ကိုလေ့လာနေတဲ့ career အကုန်လုံးရရှိလိုက်ဒီမှာတော်တော်များများရှိတယ်တကယ်လို့ကိုယ့်ကိုအသိလို့ရှိနေဆိုရင်တော့ create နဲ့လုပ်ရမှာပေါ့နော်ဒါပေမဲ့တော့ limit တစ်ခုတော့ရှိရပေါ့နော် try ရ limit တစ်ခုတော့ရှိတယ်မျိုးကတော့အဲ့လိုချိန်ကြရင်တော့အကောင့်ပဲပြောင်းပြီးတော့သုံးလိုက်တယ်ပေါ့နော်နောက်ကကျတော့ဒီ Catzy ပေါ့နော်သူကကျတော့ habit tracker တဘောပေါ့ကွာအဓိက to do list လေးဟုတ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကိုလောက်ရမယ့် test လေးဒီမှတ်ထားလိုက် study ပေါ့နော် create goals ပေါ့နော်စာလုပ်မယ် study ဘလာ30 minutes အဲ့လိုမျိုးလေးမှတ်ထားလိုက်မှတ်ထားပြီးလို့ရှိရင် okay လုပ်ပြီးပြီဆိုရင်နေအဲ့လိုရှင်ကတော်တော် game ကစားနေတယ်လို့ပုံစံလေးကွာအကြောင်းလေးနဲ့ game ကစားနေလို့ပုံစံလေးလုပ်လို့ရတယ်နောက်ကဒီသူ့ရဲ့ details ဒီ application ရဲ့ detail ကိုလည်းနောက်ကျမှပြီးတော့တစ်ခုထပ်တင်မယ်ပေါ့နော်ဆိုတော့ဒီ application ကိုတော်တော်ကြိုက်လို့နောက်ကျမှအခြေတင်ပါမယ်ပေါ့နော်ဒါကြတော့ကိုကြိုက်တဲ့ဟာလေးတွေကိုကိုကဒီနေ့လောက်မယ် to do list လေးကိုဆွဲပြီးတော့ဒီလိုမျိုး game ကစားနေလိုမျိုးလေးလုပ်လို့ရတယ်ပေါ့နော် okay နောက်တစ်ခုကနောက်တစ်ခုကကျတော့ focus time မှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင် business စာလုပ်ရဆိုလို့ရှိရင်စာကြည့်တဲ့ time ကိုပေါ့နော်အကြာကြီးထိုင်နေမဲ့စာပေါ့နော်ဒီလိုမျိုး25 minute လေးပေးလိုက်ပါပေးလိုက်ပြီးဆိုရင်ပေါ့နော်25 minute တွေမှာငါစာရအောင်လုပ်မယ်ဆိုပြီး25 minute ပဲလုပ်လိုက်ပြီးကြရင်ငါလည်းလာအဲ့လိုလုပ်တာကို Pomodoro timer လို့ခေါ်ရပေါ့နော်သိကြမှာပါPomodoro နဲ့လုပ်ချင်လို့ရှိရင်ဒီ application လေးသုံးလို့ရတယ်ဒီမှာဆိုလို့ရှိရင်သူကကိုကဒီဖုန်းလေးကိုဘေးမှာချပြီးတော့ဒီ timer ပေးပြီးရတယ်စာလုပ်လို့ရပြီပေါ့နော်ပြီးလို့ချင်းတော့ကျွန်တော်အတန်လေးတွေရတယ်ဒါကကျတော့ YouTube video တွေနဲ့လည်းလုပ်လို့ရရှိတယ်ဒီလိုမျိုးစာကြည့်ရ website တွေလည်းပြီးဆိုနောက်ခုသုံးခုတင်ပေးဘူးရပေါ့နော်ဒါကကျတော့ application နဲ့လုပ်ချင်လို့ရှိရင်ပေါ့နော်ဒီလိုရှင်းရှင်းလေးနဲ့လာတဲ့ application ကတော့ဒီ forest လို့ခေါ်ရပေါ့နော်ဒီ application ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကိုက25 minute လုပ်ပြီးပြီ9 minute လောက် break ထားမယ်ပေါ့နော် break time မှာလေးပြီးလိုက်တော့ဆိုလို့ရှိရင် break time လေးအဲ့လိုလှည့်နေလိမ့်မယ်ပေါ့နော်အဲ့ဒါပါပဲ
အဲ့ဆိုလို့ရှိရင်ဒီဆိုပြောပြနေတဲ့ freestyle app လေးကိုဒါပဲနောက်ဖို့အငါကြတော့ AI လိုပဲကိုကြိုက်တဲ့ PDF တွေ YouTube video တွေတင်လို့ရတယ် Quizlet ကကြတော့ flash card ထုတ်တဲ့ဟာပေါ့နော်သူများထုတ်ပေးပြီးသားဟာရင်းနဲ့အရင်အသစ်မဲ့စာလုပ်လို့ရတယ်ခံစီကကြတော့ဒီ habit tracker to do list အကုန်လုပ်လို့ရတယ် forest ကကြတော့ focus timer လုပ်လို့ရတယ်ဒီ application ၄ခုလောက်သုံးရင်ကိုစာလုပ်တဲ့ဟာလုံးဝ game changer ဖြစ်သွားပြီကွာအချိန်တူတူနဲ့စာ effective ဖြစ်ဖြစ်လုပ်ချင်လို့ရှိရင်ဒီ application တွေသုံးကြည့်ပါလို့အကြံပေးပါတယ်နောက်ထပ်ဒီလိုမျိုးသုံးဝင်တဲ့ tips တွေနဲ့အတူတူပြန်လာခဲ့ပါမယ် bye bye